မင်္ဂလာပါကိုမျိုးရေဟိုပါလေဒါကကျွန်တော်တို့ပင်လောင်းမျိုးအရှိရက်ကွက်ဟောပါနော်ဒါအရှိမြေပန်လမ်းမှာပေါ်မှာဗျအခုကျွန်တော်ရိုက်ပြမဲ့950ဘက်ကတော့ဒါမြောက်ဘက်ကနေတောင်ဘက်ကိုသွားလဲလမ်းပေါ့နော်ဒါကတော့တောင်ဘက်သွားလဲလမ်းပြီးရင်အခုကျွန်တော်ပြမဲ့ကွက်ကတော့ဒါကဒီဘက်ကတော့တရားရုံးဒါတရားရုံးကဒီဘက်တက်သွားတယ်လမ်းဗျကျွန်တော်လည်းလိုက်ကြည့်ပြပါဦးဗျဟယ်လိုဗျာဒါကတော့ကျွန်တော်ကွန်ကရစ်လမ်းဒီရောက်တာပေါ့အခုဒီဘက်ကိုဝင်လာတဲ့လမ်းကကျွန်တော်ဟိုပါပေါ့ခြံနဲ့ဒီဟိုပါပေါ့တဲရင်းဒါတဲရင်းပဲဒါပေါင်းကျင်ဘက်ကဗျဒါကတော့ပေါင်းကျင်အနေထားဗျပြီးရင်ကျွန်တော်ခြံတဲ့အထီကိုလိုက်ကြည့်ပေးပါအောင်ဗျကျွန်တော်ခြံတဲ့အကောင်လုံးလေးရိုက်ပြပေးပါမယ်ဗျဒါခြံရဲ့အကွက်ပါပြီးရင်ကျွန်တော်အပေါ်နဲ့တက်ပြီးတော့ကျွန်တော်ထပ်ရိုက်ပြပေးပါမယ်喂，哎的，ခုကျွန်တော်950ချန်ကတော့ဒီကွက်လောက်ပါဗျဒီတော့ကျွန်တော်မြေထင်းနေရနေတော့လောက်ထားပြီဗျဒါကတော့ဒီဖက်ကနောက်ထပ်10ပေလမ်းပေါ့နော်ပြီးဒါညာဘက်ကပေါ့နော်ညာဘက်ကအိမ်လေးဗျအိမ်လေးရှိတယ်လူနေအိမ်ရှိတယ်ရှေ့မှာကျွန်တော်တိုက်ဖို့အိမ်လေးရှိပါတယ်ပေါင်းကျင်မနဲ့လူနေအိမ်ရှိပါတယ်ဒါကတော့အရှိဘက်ပေါ့နော်ရှေ့ဘက်မှာတော့ကြောက်ဆောင်ပဲရှိတော့မယ်ဗျဒါကတော့ပြီးရင်ဒါနောက်ကျောဘက်ကဒါနောက်ကျောဘက်ကတော့တောင်ပဲဗျဒီတောင်ကတော့ကျွန်တော်တို့ပြိုစရာအကြောင်းလည်းမရှိပါဘူးခင်ဗျဒါတဲတောင်ဆိုတော့ပြိုစရာအကြောင်းမရှိပါဘူးခင်ဗျပြီးရင်ဒီခြံကနေဒါတစ်မျိုးလုံးမြင်ရတယ်ဗျဒီခြံရဲ့အားသာချက်ကတော့ပြောမယ်ဆိုလို့ရှိရင်ဒါညာဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒါ city view ပေါ့နော်ပြီးရင်ကျွန်တော်တို့ဘယ်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ mountain view ဒါကကျွန်တော်တို့နေထွက်ဘက်ကနေဒါနေထွက်ပေါ့နော်ဒီခြံကနေကြည့်မယ်ဆိုရင်ဒါနေထွက်လည်းမြင်ရတယ်လို့ပြီးတော့ဒါနေဝင်အနေထွက်နေဝင်နှမျိုးစလုံးခံစားလို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာဒါရှင်းမှာတက်တိုင်ဒီမှာဒါတက်တိုင်ဒါကျွန်တော်က white view နဲ့ဆိုတော့ကျွန်တော်မြင်ကွင်းကျန်နဲ့ရိုက်ပြပေးထားတာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ဟောပါဘောနော်တက်တိုင်ကနေနီးလဲရတယ်လို့ပြီးရင်အနောက်မှာကျွန်တော်မိုးရင်းဆိုလို့ရှိရင်ရေထွက်တဲ့နေရာရှိပါတယ်ဒီခြံကကျွန်တော်တို့ယာထားပေးတာကတခုရှိပါတယ်ဗျဒီခြံကကျွန်တော်တို့ကမဖြည့်သေးဘူးဆိုတာကကျွန်တော်တို့ဒီဘယ်လိုနော်ရေရင်းပေါ့နော်ရေလောင်ကန်အပြောက်ပေါ့နော်မြေအောက်တစ်ခန်းမှာကျွန်တော်မြေရေလောင်ကန်နဲ့ဟိုလှုပ်လို့ရအောင်ဆိုပြီးကျွန်တော်ဒါမဖို့ဘဲနဲ့ထားခဲ့တာဗျဒီခြံဝင်းကတော့ကျွန်တော်တို့အကုန်လုံးကညှိထားပြီးပြီဆိုတော့လေးဗျဘယ်လိုပြောမလို့တောင်ဆောင်လည်းမဟုတ်တော့ပေါ့နော်အရန်လည်းမမြင့်တော့ဗျဒါကကြိုက်တဲ့လူတွေကအသက်ဆင်းလုပ်လို့ရပါတယ်ခင်ဗျကားဆိုရင်လည်းကျွန်တော်တို့ကြိုက်တဲ့ကားနဲ့ဝင်ထွက်လုပ်လို့ရပါတယ်ခင်ဗျဒါကဟိုအညီဖြစ်သွားပြီဆိုတော့လေဒီကြောက်ဆောင်တွေလည်းပါမယ်ဗျဒီကြောက်ဆောင်ဘေးမှာကျွန်တော်ခြံစည်းရိုးလေးတွေပေါ့နော်ကျွန်တော်ခြံရဲ့ကက်ရမှာပေါ့နော်ရေမိုးရင်းဆိုလို့ချင်းရေစိမ့်ထွက်တဲ့နေရာတနေရာရှိပါတယ်ဗျဒီနေရာဗျဒီကျွန်တော်ရိုက်ပြမယ်နော်ကျွန်တော်ဒါဒီနေရာကဆိုလို့ရှိရင်ဒါပေါ့နော်ဒါနီးကဒါလက်ရှိရတော့ရေမရှိတော့ပါဘူးဗျဒီနေရာဆိုလို့ရှိရင်ဒါမိုးရင်းဆိုလို့ရှိရင်ဒီဓာတ်လောက်လေးပဲတော့ဒါရေရှမ်းလောက်အောင်ဖြစ်သွားတယ်ဗျဒါကျွန်တော်ဟိုလမ်းထဲဒီရေရှမ်းတယ်ပြီးရင်ဒီတွင်းကိုပဲကျွန်တော်ဒီမှာပေါင်းချင်းမှာရှိတဲ့3-4အိမ်ကို3လို့တော့မကုန်တော့ဘူးခင်ဗျ
ဒါဆိုလို့ရှိရင်ခုနကျွန်တော်ပြထားတဲ့ရေလောင်ကမှာဆိုလို့ရှိရင်ဒီရေကိုတွယ်ပြီးတော့ကိုယ့်ရဲ့ channel မှာဟောပါပေါ့တိန်းထားလို့ရတယ်ခင်ဗျလောင်ထားလို့ရတာပေါ့ပြီးရင်ကျွန်တော် obviously နဲ့တူးမယ်ဆိုရင်လည်းရနိုင်ပါတယ်ခင်ဗျကျွန်တော် channel ကျွန်တော်ကဟောပါပေါ့နောက်ကျောကနေ channel ဟိုပါပေါ့ဝင်ရတာဗျကျွန်တော်ကျတော့ရှေ့ကနေမဝင်ဘဲနဲ့ကျွန်တော်နောက်ကျောကနေဝင်အောင်လှုပ်ထားတာပဲခင်ဗျဒါဟောပါအဝင်လန်းကိုပြောတာပေါ့နော်ဒါကတော့မြို့ရဲ့ view လေးပါတကယ်မျိုးလိုမျိုးအေးရင်ချနေရှင်တယ်ဆိုလို့ရှိရင်ဒါဒီနေရာကတကယ်တင့်တော်တယ်လို့ကျွန်တော်ဒါ recommend ပေးတာပေါ့လေဘာလို့ဆိုရင်ဒါမြို့နဲ့လည်းနီးတယ်ဈေးနဲ့လည်းနီးတယ်အကုန်လုံးတော့နီးတာပေါ့နော်ဒါကျွန်တော်တို့ဒီနောက်ကျောင်းမှာဆိုလို့ရှိရင်ဗုဒ္ဓဥယျာဉ်ရှိပါတယ်ခင်ဗျဒါကတော့အစ်စ်နေထိုင်လို့ရတဲ့နေရာတိုင်းအနေထားပေါ့နော်ပြီးရင်ကိုလိုလှုပ်ရှင်တဲ့ home stay လားအဲ့လိုမျိုးပုံစံတွေလှုပ်လို့ရပါတယ်ခင်ဗျဒါဆိုင်တွေလည်းဖွင့်လို့တင့်တော်တဲ့အနေထားလေးပဲဖြစ်ပါတယ်ဆိုင်တွေဖွင့်တယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကားဘက်ကင်လှုပ်လို့ရတယ်ခင်ဗျဒါတဲတွင်းကဒါကျွန်တော်တို့နှစ်ဦးပဲရှိတော့မယ်ခင်ဗျဒီနေရာကတော့ဒါဒီဖြန့်လိုက်မယ်ဆိုရင်ဒါကားဘက်ကင်အကျယ်ကြီးဖြစ်သွားတယ်ခင်ဗျဒါဒီမန်ရှင်နဲ့ညှိနှိုင်းပြီးမှလေဒါကားဘက်ကင်ထုတ်လို့ရတာပေါ့နော်ဒါဆိုင်ဖွင့်မယ်ဆိုရင်ပြောပြတာပါဗျဒါခြံရဲ့အဝင်လမ်းပေါ့နော်ဒါဝင်ဝနာမှာဗျဒါတော့ကျွန်တော်ဒီအဝင်လမ်းမှာကျွန်တော်တို့ဒါဒီလမ်းကတော့နှစ်ယောက်ပဲသုံးပြူတာခင်ဗျကျွန်တော်ဒီဘက်ခြံနဲ့နောက်ကဟိုတဲတွင်းပေါ့နော်နှစ်ဦးပဲသုံးပြူမှာခင်ဗျအဝင်လမ်းဆိုတာကခုနကျွန်တော်တို့တရားရုံးဘေးကနေဒီနေရာကိုဆိုလို့ရှိရင်တကယ်ကိုလမ်းညွန်လို့ကောင်းတဲ့နေရာလေးပေါ့နော်ဒါကွန်ကရစ်လမ်းဗျဒါကွန်ကရစ်လမ်းပြီးရင်အခုဒီခြံပေါ့နော်ဒါမြေထိန်းနေရာတွေကအစတေချာလေးလှုပ်ထားသေးတာဗျဒါကတော့သူ့ရဲ့နောက်ကျောမြင်ရတဲ့အနေအထားလေးပဲဖြစ်ပါတယ်ရှန်ရဲ့ဘယ်ဘက်ကပေါ့နော်sorry ညာဘက်ကချမ်းဆိုလို့ရှိရင်ဒါ10ပေလမ်းခင်ဗျဒါ10ပေလမ်းဆိုရင်ကျွန်တော်တို့ဒီချမ်းမှာပဲဆုံးပါတယ်ခင်ဗျအပေါ်လုံးဝဆက်သက်လို့မရပါဘူးဒါပေမဲ့ကျွန်တော်ဒီအကွက်လေးတွေလောက်အောင်ပေါ့နော်ဒါလမ်းဘယ်ဖက်ရောလမ်းရှိတယ်ညာဘက်ကလမ်းရှိလေပေါ့အဲ့မျိုးလေးတွေလှုပ်ထားပြီးပါတယ်ခင်ဗျ